မင်္ဂလာပါမင်္ဂလာပါဒီနေ့ကမိုးကြီးចောင်းပိတ်တယ်ဆိုတော့မိုးကြီးចောင်းပိတ်ရမှာမမေကိုနားခိုင်းနာပါတယ်မမေကမိုးကြီးចောင်းဖွင့်မနက်အစောကြီးထမိုးကြီးအတွက်ထမင်းကြိုင်ပြင်းထမင်းနဲ့ဟင်းတွေချက်မိုးကြီးအတွက်ဆိုတော့ဒီနေ့တော့နော်မိမကိုနားဆိုပြီးတော့နားခိုင်းနာတယ်ကျွန်တော်ကဒီနေ့မိမနဲ့သမီးကိုဟင်းချက်ကျွေးမှာဖြစ်ပါတယ်ပြောပြတော့ secret ပြောပြအောင်မယ်တခြားအိမ်ကအိမ်ရှင်မတွေတခြားမိသားစုတွေအဲ့လိုပဲဟုတ်လားမဟုတ်လားတော့မသိဘူးတနင်္လာကနေတောက်ကြထိ9ရက်ဆိုရင်ကျောင်းက9နာရီတက်တယ်ဆိုရင်10နာရီထိမထောင်သားဖား2ယောက်လုံးနော်10နာရီ20လောက်မှမအေးရလေဟိုအတဲအတန်သွားပြေးပြီးတော့နှိုးပြင်းတော့ဆိုထမင်းစားပြီးတော့မှကျောင်းကိုမမိတမိပြေးပြီးတော့သွားကြတာပေါ့နော်9နာရီထိုးပြီးမှဒီလိုပိတ်ရက်မျိုးဆိုရင်တိတာမနေ့6နာရီတည်းကနိုးတယ်သားဖာနိုးပြီးရင်လည်းအော်ဆိုပြီးတော့မနေဘူးအတင်းလိုက်နိုးတာတနေ့တော့ကို့မှာကျောင်းပိတ်ရက်အိပ်ရမလားဆိုအဲ့ရကျောင်းပိတ်ရက်ကြတော့သူတို့6နာရီထားတယ်ကျောင်းဖွင့်ရက်ဆိုရင်9နာရီအဲ့ကျောင်းသွားကန်ဒီထိုးကန်ဒီမှာအတင်းနှုတ်မှထားတယ်ဟိုရှင်းရောက်လာကြတာပါလိုတာလေးတွေလာဝယ်ပါတယ်ခင်ဗျာဟိုဘာချက်မှလဲဘာကူလုပ်ပေးရမှာဘာဝယ်ပြီးဘာဝယ်လာအားမကူမလုံးနဲ့နော်ကိုယ့်ကိုအေးစီသမီးနဲ့နေကိုယ့်ကိုဖုန်းလေးတော့ပြင်ဖေရပြီဆိုတာနဲ့ဒီမှာခုထားမယ်မဟုတ်ဘာဟင်းချက်မှလဲလို့အရင်ပြောပြပါအဲ့ဒါ secret လေးပြီးမှကြည့်လိုက်လုံးဝကြိုက်သွားသေးရမိုးကြီးနီးဖေဘာဟင်းနဲ့ချက်ရမှာပြပြဘာတွေဝယ်လာတွေ့လဲပြဘာတွေဝယ်လာတွေ့လဲဟိုနို့ဝယ်လာနို့တော့ဘလို့ချက်မှလဲအသားတွေဘာဝယ်လာတွေ့လဲပြောတာချောင်းကြည့်တာတဲ့ဘာတွေ့လဲငုံဥတွေ့တယ်โอเคရွှေတို့သားမီးငုံကြိုက်တယ်ဆိုတော့ငုံရင်ပြုတ်ပါတယ်စသားပြုတ်ပါမယ်စသားရယ်ချက်ချီတော့ရယ်ပြီးရင်စားထည့်ပါမယ်အများကြီးလေးနည်းနည်းထည့်လိုက်ပါတယ်ခုနကဝယ်လာတဲ့ရွှေဘဲရွက်ပါရွှေဘဲရွက်ကိုရေဆေးပါမယ်ဒီရွက်တွေကိုဆေးတဲ့ဆက်ပြလေးနဲ့ပေါ့နော်ဒီဆက်ပြနဲ့တခါလေးရေဆေးပါမယ်ဒီဆက်ပြအသီးရွက်တွေကိုသီးသန့်ဆေးတာပေါ့နော်ဟိုသီးရွက်တွေမှာဒီပိုးမွားတွေပါလာမယ်ပြီးတော့ပိုးသက်ဆေးတွေပါတယ်ဆိုရင်ဒီဟာလေးနဲ့ဆေးလိုက်ရင်ပြောင်းသွားတာပေါ့နော်အဲ့ဒီသဘောပါပဲပြီးပြီဆိုရင်တော့ဒါကိုသုံးမယ်သုံးပြီးတော့ရေနောက်တစ်ခါပြန်ပြီးဆေးတယ်ပေါ့နော်ဆက်ရတယ်လေးကြအောင်လို့ချမ်းမယ်ဓာပြနဲ့ရိုက်မယ်ချင်ရတာလေးအတွက်အများကြီးသိထားပါမယ်ဟင်းရတာလေးမြည်ကြည့်ပါမယ်ပူချကန်နေပြီဆိုတော့ရွက်ကတော့ကျွန်တော်ကြိုက်တဲ့အတွက်အများကြီးထည့်လိုက်ပါပြီရွက်တွေပုံအောင်စားပါမယ်ရွှေရွှေတို့လည်းပိုက်စားနေပြီထင်ပါတယ်ခင်ဗျာရွှေရွှေတော့သိမကြိုက်ဘူးဒါပေမဲ့ရွှေရွှေစားပါတယ်ကျွန်တော်စားမလို့ပါဒါလေးကိုကျွန်တော်ငပိရည်လေးနဲ့ပို့စားရတာကိုရမ်းကြိုက်ပါတယ်ဒီလိုလေးစိတ်ပဲစိတ်ပါတယ်ဒါကတော့ချင်းဆက်အတွက်ချင်းဆက်ဆက်လေးဖြစ်အောင်တမယာသီးလေးညှက်ထည့်လိုက်ပါပြီဒါကတော့အချိုပါအချိုစားခြင်းချိုလေးပါဒါကတော့ချင်းဆက်လေးပါရပါပြီကဲမေကြက်ပြုတ်တယ်ဒီကျေဝင်ပြီးချက်တယ်တော့ဘာဟင်းနေများလဲချက်တော့ပြုတ်ထားတဲ့ငုံနဲ့အရင်တော့လာပဲခင်းချက်တဲ့ပုံမဲ့ယူအမချတာလေးကတော့ကောင်းပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့တို့စောစောကြာအိပ်ရပြီးတော့တို့နားယူလိုက်ရပါတယ်အဲ့ဒါကျေးဇူးတင်ပါတယ်ရှင်ခရမ်းကျင်သေးပါခရမ်းကျင်သေးကိုငပိရင်နဲ့ငပိရင်ရှယ်ငပိရင်နော်ရှယ်တော့ခရမ်းကျင်သေးကိုငပိရင်နဲ့ပို့စားလိုက်ပါပြီရမ်းမိုက်သွားတာတခုကဒီနေ့အမေအိမ်ကိုလာပါပါတယ်အဲ့တော့အမေရဲ့အိမ်ကချက်တဲ့ဟင်းတွေပေးသွားပါတယ်ဝတ်သားဟင်းငါကြောငပိရေအဲ့ဒါတွေပေးသွားပါတော့ဒီမှာခရမ်းသီးနဲ့လေးလည်းပါတယ်ခရမ်းသီးနဲ့လေးအဲ့ဒါတွေနဲ့စားမယ်ငုံနဲ့နမီးရတော့စားရမြာသီးနဲ့ညှုံလားချင်းစားလေးတမြာလေးနဲ့ညှုံလားအဲ့ဒါနဲ့တော့အဆင်ပြေပါအမေခရမ်းသီးရောကောခရမ်းသီးရောကောမေခရမ်းသီးဘယ်ရုပ်ထားကြလားဖတ်ဖတ်ပြီမနော်စားလိုက်ကြပါဦးမယ်တဒါ